ဘီယာနဲ့နှက်ထားတဲ့အမဲသားမုံလာဥဖြူနုနုအေးအေးချက်နီမုံလာဥဖြူရဲ့အချိုထက်နဲ့အမဲသားရဲ့အစီမွေးမွေးလေးပေါင်းဆက်ထားတဲ့ဒီဟင်းလေးဟာထမင်းမင်းယုံတင်မကပဲလူကြီးမိဘတွေကိုပါတီခင်းဖို့အတင်ဆုံးဟင်းတစ်ခွက်ပါအမဲသားကိုနူးညံ့ပြီးအရသာအပြည့်ရှိအောင်ဘလို့ချက်မလဲဆိုတာအခုပဲကြည့်လိုက်ရအောင်အသားအစီမြတ်တဲ့အမဲသားကိုအတုံးလေးတွေတုံးပြီးရှေးအေးမှာအရင်ထည့်စိမ်မှာကျွန်းဖျားနဲ့ဟင်းချက်ဝိုင်ထည့်ပြီး9မိနစ်ခန့်ဖြုတ်ပေးခြင်းဖြင့်အညီနှံ့ကိုဖယ်ရှားပေးနိုင်ပါတယ်ပြီးရင်တော့အသားတွေကိုဆယ်ယူထားပြီးဖုံရီမိတ်အညီတွေစင်တာစေဖို့အတွက်ရေနွေးနဲ့တစ်ခေါက်ပြင်ဆေးပေးရပါမယ်ထဲအိုးတဲ့စီပူလာရင်ကျင်းဖျားတွေကိုအရင်ထည့်ပါပြီးရင်တော့အမဲသားတွေကိုထည့်ပြီးအသားများခြောက်ပြီးနီးတောင်တန်းလာတဲ့အထိမီးပြင်းပြင်းနဲ့မှုေပေးပါနားနဲ့ပွင့်တစ်ကြံကုတ်ခေါက်ကန်ဆွင်းရွက်6ငရုတ်သီး6စားပဲငပိတကြားခဲပဲငံပြားဤအကြည်နဲ့အနောက်ကိုထည့်ပါအမဲသားမှာဟင်းနဲ့ရောင်လလလေးတက်လာတဲ့အထိနှံ့ဆက်အောင်မှုေပေးပါဒီဟင်းရဲ့လိုးဝက်ချက်ကတော့ဘီယာဖြစ်ပါတယ်ဘီယာတဘိုးကိုလောင်းထည့်ပြီးအသားမြုပ်တဲ့အထိရေးဖြစ်ပါအဖုံးအုပ်ပင်မိနစ်90ခန့်မီးအေးအေးနဲ့တီထားပါဘီယာထဲမှာပါတဲ့အန်ဇိုင်းတွေကအမဲသားကိုအမြန်ဆုံးနူးညံ့သွားစေမှာပါအသားနူးကနီးပြီဆိုရင်မုံလာအုပ်ဖြူတွေကိုထည့်ပြီးနောက်ထပ်10မိနစ်ခန့်ထပ်တီပါမုံလာအုပ်ဖြူထဲကိုအမဲသားဟင်းရည်များစိမ့်ဝင်သွားတဲ့အထိတီထားပေးပါဟင်းရည်ပြပြလီးဖြစ်လာပြီးမှုေးကြိုင်လာပြီဆိုရင်အပေါ်ကကြက်သွန်မိလေးတွေဖြူကအသင့်သုံးဆောင်နိုင်ပါသည်အကြံပြုချက်တကြားခဲကိုရှူကားကိုထည့်သုံးပေးမယ်ဆိုရင်တော့ဟင်းရည်ကိုကြည်လန်တော့ပါစေပြီးအရသာကိုပုံမလေးနက်စေပါတယ်ဒီနီလာလေးကအမဲသားကိုနူးနူးအေးအေးနဲ့အရသာအပြည့်ဝရစေမှာမို့အိမ်မှာစမ်းချက်ကြည့်ဖို့အထူးအကြံပြုခြင်းပါတယ်